ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ MTK CPU သုံးထားတဲ့ Redmi 9A အလုံးလေးကို global ချိန်ပြမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က global ချိန်မယ်ဆိုရင်ကျွန်တော်ကတော့ Android 2ကိုသုံးတာများပါတယ်ဘာဖြစ်လို့လဲဆိုတော့ Android 2ကတော်တော်လေးလည်းအသုံးဝင်တယ်ပြီးတော့သူဈေးနဲ့သူလည်းသုံးရတာအဆင်ပြေတဲ့အထက်မှာပါလို့ကျွန်တော်အကြိုက်ဆုံး2တွေထဲမှာ Android 2ကိုကြိုက်ဆုံးပဲဖြစ်ပါတယ်ကျွန်တော်တို့ဖုန်းတစ်လုံးကို global ချိန်တော့မယ်ဆိုရင်ဖုန်းကအရင်ဆုံး ဖုလို့တာ unlock လုပ်ဖို့လိုပါတယ်ကျွန်တော်တို့ချိန်မဲ့ဖုန်းရဲ့ product name ကိုလည်းသိဖို့လိုပါတယ် product name ကိုကျွန်တော်အရင်ဦးဆုံးစစ်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့က unlock 2ကိုဖွင့်ထားမယ်ကျွန်တော်တို့က Xiaomi တွေကိုသွားမယ်ပြီးလို့ရှိရင် studio တွေထဲမှာကျွန်တော်တို့က passbook ကိုသွားမယ်ပေါ့နော်ဖုန်းကိုကျွန်တော်တို့က passbook ဝင်မယ် passbook ဝင်မယ်ဆိုရင် power key နဲ့အတန်နှုတ်ကီးနဲ့ကိုနှိပ်ထားမှာဖြစ်ပါတယ်ကျွန်တော်တို့ပြင် USB ကြိုးထိုးမယ်ဒါဆိုရင်တော့2မှာ passbook driver လေးတက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ device manager ကနေလည်းသွားပြီးကြည့်လို့ရပါတယ်ဒီလိုမျိုး driver သိနေမှရမှာပါမသိရင်တော့ကျွန်တော်စစ်လို့မရပါဘူးဒါဆိုရင်တော့ကျွန်တော်တို့က passbook ကနေပြီးတော့ reinfo စစ်လိုက်မယ်ဒါဆိုရင်တော့သူ့ရဲ့ product name ပေါ်လာမယ်ပေါ့နော်ဒီ product name အတိုင်းကျွန်တော်တို့က firmware ရေးပေးရမှာဖြစ်ပါတယ်ဒီ firmware ကိုကျွန်တော်တို့ကဘာမှသွားရှာမလဲဆိုရင်ကျွန်တော်တို့က browser ထဲဝင်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့က mifan.net ကိုသွားမယ်mifan.net ကိုသွားမှာဖြစ်ပါတယ်